အားလုံးမင်္ဂလာပါ Emirati မှာကျွန်တော်လုံးဝရောင်းနေတယ်ဒီအိမ်ကတော့ forum အမျိုးအစားဖြစ်ပြီးတော့2023ရနေပြီးတော့ DOB ဖြစ်တာပေါ့နော်အဲ့ဒီအိမ်ကသူကထူးကြတယ်ဆိုတော့သူက premium မျိုးစားဖြစ်တယ်ဆိုတာကတခြား HDB ပုံစံနဲ့ပုံစံကိုကွဲထွက်နေတယ်ကွဲထွက်နေပြီးတော့သူ့ရဲ့ဒီအိမ်ရဲ့ corridor ဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ corridor မှာ main door ကတစ်ခုရပါတော့ကြောင့်ဒီ main door ကိုပိတ်လိုက်တဲ့အခါမှာ privacy ရတော့ကျွန်တော်တို့ရဲ့ corner unit လိုမျိုးပဲ privacy ကောင်းတာပေါ့နော်အဲ့တော့အဲ့ဒီအိမ်ကဒီ MRT ကနေပြီးတော့သွားမယ်ဆိုရင်600 meter ပဲရှိတယ်အဲ့တော့ MRT မှာဆိုရင်ဒီ Emirati MRT မှာဆိုရင် web market ရှိတယ်ပြီးတော့ fair price ရှိတယ် giant ရှိတယ် Kampong ရဲ့ Emirati ရှိတယ်အဲ့တော့ဒီ amenities တွေနဲ့အရင်စီတယ်ပြီးတော့အဲ့ထက်ပို့ပြီးတော့နီးတာနောက်တစ်ခုရှိတယ်အဲ့ဒါကျတော့ block 691ကိုသွားမယ်ဆိုရင် block 691မှာ U Star supermarket ရှိတယ်ပြီးတော့ food court လည်းရှိတယ်ပြီးတော့ sign တွေကကျတော့ hair salon တို့ clinic တို့ bakery တို့လိုမျိုးပေါ့နော် sign နေအ few ရှိသေးတယ်အဲ့တော့ကျွန်တော်ဒီဘက်အချက်ထပ်လာမယ်ဆိုရင် Polaris Wulan ရှိတယ်ပြီးတော့ဒါတော့ Wulan Avenue အတွက် food court တစ်ခုပေါ့နော်ပြီးတော့နောက်ထပ် mega food court လည်းရှိသေးတယ်အဲ့ဒီ food court တွေအကုန်လုံးနဲ့ကလည်း walking distance ဖြစ်တယ်ကျွန်တော်ဒီ Emirati MRT ကနေပြီးတော့ရထားတစ်ပတ်တိုင်းစီးလိုက်မယ်ဆိုရင် Wulan Transport Hub ကိုရောက်မယ် Wulan Transport Hub မှာဆိုရင် MRT line ကြီးပဲ2 line ရှိတယ် original MRT အနီ line ရှိတယ်ပြီးတော့ TEN ဆိုတဲ့ Thomson East Coast line အသစ်ရှိတယ်အဲ့တော့ဒီ MRT 2 line ရှိမယ်ပြီးတော့နောက်ထပ်တစ်ခုက bus car 30ကျော်ရှိတယ် bus center ချင်းရှိတယ်အဲ့ဒါအပြင်ကို shopping mall ကြီးပဲလောရှိမှာပဲ3 mall ရှိတယ်3 shopping mall ရှိတယ်အဲ့တော့ဒါတွေအကုန်လုံးရောတော့ all in one Wulan Transport Hub လို့ခေါ်တာပေါ့နော်အရန်ကိုစီးတယ်ပြီးတော့နောက်တစ်ခုက master plan အနေနဲ့ နေစီရမှာ RTS ကဖွင့်မယ်ဆိုပြီးတော့ပြောထားတယ်တော့တကယ်လို့ဒီ RTS ဘယ်မှာချိန်မလဲဆိုတော့ Wulan North MRT မှာချိန်မယ်အဲ့ဒီအခါမှာဆိုရင်ဒီ Wulan Transport Hub ကြီးဒီပို့ပြီးတော့စီကားအောင်ပါပေါ့နော်ဒီတော့ Emirati နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ price appreciation အနေနဲ့ Wulan Emirati ဆိုတဲ့ location တစ်ခုလုံးကကြတော့ price appreciation ကျွန်တော်တို့ research ရမျှော်လင့်လို့ရတာပေါ့နော်အဲ့ဒါပြီးတော့နောက်ထပ်ဘာရှိသေးလဲဆိုတော့ master plan မှာဆိုရင် North South corridor ရှိတယ်ဒီ North South corridor ကပြီးဖို့တော့နည်းနည်းစောင့်အောင်မယ် North South corridor ပြီးသွားတဲ့အခါမှာဆိုရင်မြို့ထဲကိုသွားမယ်ဆိုရင်ကားနဲ့မောင်းမယ်ဆိုရင် driving distance က 30% လျော့သွားမယ်ဆိုပြီးတော့ဒီ North South corridor ကကြီးညာထားတာပေါ့နော်ကဲကျွန်တော်အင်္ဂလိပ်တစ်ချက်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ရဲ့အခန်းကဒီ main door ကိုပိတ်လိုက်မယ်ဆိုရင်အိမ်ကလုံးဝ full privacy ဖြစ်သွားမယ်နော် main door တစ်ခုပဲရှိရ corridor access ကအဲ့တော့ main door ကနေဝင်လာတဲ့အခါမှာကျွန်တော်တို့ညာဘက်မှာ kitchen ရှိပြီးတော့ဘယ်ဘက်မှာ boom shutter ရှိတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်ဆက်ပြီးတော့သွားလိုက်မယ်ဆိုရင် living hall ရှိတယ် living hall ကျတော့ဝင်ချင်းမှာကျွန်တော် dining area ထားလို့ရတယ်အဲ့ဒီကနေပြီးတော့အထဲဝင်လိုက်မယ်ဆိုရင်ဒီ sofa နဲ့ TV နဲ့ပေါ့နော်အဲ့တော့ living hall ရဲ့ size ကလည်းတကယ် good size ပေါ့ spacious ဖြစ်တယ်အဲ့ဒါပြီး living hall မှာထူးခြားချက်နောက်တစ်ခုရှိတယ်အဲ့ဒါကျတော့ကျွန်တော်တို့ခေါ်တယ် full height window လို့ခေါ်တယ် full height window ဆိုတာ condo တွေမှာပဲပါတဲ့အနေအထားမျိုးကိုဒီ HDB မှာပေးထားတယ်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီအိမ်ကို premium apartment လို့ခေါ်တာပေါ့နော်အဲ့တော့ဒီ full height window ကြောင့်မို့လို့ဘာကောင်းလဲဆိုတော့ full height window ရှိတော့ကျွန်တော်အလင်းရောင်ပိုကောင်းတယ် lighting ပိုကောင်းတာပေါ့နော်အဲ့ဒါပြီးသွားရင်ဒီဘက်ကနေပြီးတော့꿰လိုက်တဲ့အခါမှာကျွန်တော် walkway ရှိ walkway ကလည်းအရင်မရှိ walkway နည်းနည်းတူတယ်တော့ဒီ walkway ရဲ့ထူးခြားချက်ဒီအားသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့အိမ်ကို guest တွေလာတဲ့အခါမှာဆိုရင်ဒီအခန်းတွေကတကားပွင့်လိုက်တဲ့အခါမှာအခန်းထဲကိုလူဒဲကြီးမမြင်အောင်ပေါ့နော်ဒါတော့ walkway ရဲ့အားသာချက်ပေါ့ဒါပေမဲ့တချို့အိမ်တွေရဲ့လေးအောက်မှာ walkway ကအရင်ရှိရတဲ့အတွက်ကြောင့်မို့လို့ဒီလေးအောက်မှာ waste ဖြစ်သွားတာပေါ့ကျွန်တော်တို့က walkway ပါတယ်ဒါပေမဲ့ walkway ကအရင်ကြီးမရှိတဲ့အတွက်ကြောင့်မို့လို့ privacy ကိုရတယ် command တော့နှစ်ခန်းလုံးဒီ size က very similar ဖြစ်တယ်သူက queen size ဆန်တယ်ပြီးတော့ wardrobe ဆန်တယ် workstation ထားမယ်ဆိုလည်းထားလို့ရတယ်အဲ့ဒါပြီးတော့ကျွန်တော် master bedroom ထားမယ် master bedroom မှာဆိုရင် master bedroom ကထူးကြတယ်ဗျကျွန်တော်ဒီ AI မှာကျတော့ဘယ်လိုပြောလဲဆိုတော့ဒီ design ကို unique extended design လို့ခေါ်တယ်အဲ့ဒါကတော့ master bedroom ကနှစ်ချမ်းရှိတယ် master bedroom တကားပွင့်ပြီးတော့ဝင်လာလိုက်လို့ဘယ်ဘက်အချမ်းမှာဆိုရင်ကျွန်တော် queen size ဒါမှမဟုတ် king size တိဆက်နဲ့မှုရနေထားလို့ရတယ်ပြီးတော့သူနဲ့ကပ်ရမှာဆိုလောလောဆယ်ကတော့ dressing table ထားတာပေါ့နော်အဲ့တော့တကယ်လို့အဲ့ဒါကိုကျွန်တော် work station နေနဲ့ပြောင်းထားမယ်ဆိုလည်းထားလို့ရတယ်အဲ့ဒါပြီးတော့ဒီဘက်အချမ်းပေါ့တကားရဲ့ညာဘက်အချမ်းမှာဆိုရင်ဗီဒီယိုကလို့အပြည့်ထည့်လို့ရအခုလောလောဆယ်စောက်ထားတဲ့ဗီဒီယိုရှိတာပေါ့နော်အဲ့တော့ကြောင့်မလို့ master bedroom ရဲ့ layout ကအရန်ကိုကောင်းတယ်အဲ့ဒါပြီးရင်ကျွန်တော် master toilet ထဲကိုတစ်ချက်ကြည့်မယ် master toilet မှာဆိုရင် master toilet ကိုကျွန်တော်တို့ဘယ်လိုမျိုး design လုပ်ထားလဲဆိုတော့ဒီ glass နဲ့ကာထားတယ် separate ကာထားတဲ့အတွက်ကြောင့်မလို့ dry နဲ့ wet နဲ့ဆိုရယ် area နှစ်ခုဖြစ်သွားတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီ dry နေရာကိုဒီကော်စောလေးတွေခင်းလို့ရတယ် bath brush တွေခင်းလို့ရတယ်ဆိုပြီးအဲ့လိုချေချောက်တူတွေထားပြီးတော့ဒီရေချိုးတဲ့နေရာကိုကျတော့တကားပိတ်မှန်တကားပိတ်ပြီးရေချိုးမယ်ဆိုရင်ပုံမှန် HDB နဲ့ကွာတာပုံမှန် HDB ကျွန်တော်ရေချိုးလိုက်တဲ့အခါမှာဒီ floor တစ်ခုလုံးကိုရေတွေက wet ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီ maintain လုပ်ရတာနည်းနည်းခက်တာပေါ့နော်ကျွန်တော် dry နဲ့ wet နဲ့ဆိုတီးတန့်ခွဲပြီး separate လုပ်လို့မရဘူးပေါ့အဲ့တော့ဒီ master toilet မှာဒီမှန်တကောက်ကာရတဲ့အတွက်ကြောင့်အဲ့ဒီအားသာချက်ကိုရနိုင်တယ်ဒါတော့ကျွန်တော်ခွဲ condo ဆိုတော့ condo design ပေါ့နော်ပြီးတော့ command toilet ကလည်းအဲ့လိုမျိုးပဲအဲ့တော့ command toilet နဲ့ master toilet နဲ့က
ပုံစံလဲတူတယ် size လဲ very similar တူတယ်ပြီးတော့ဒီမှန်ကာထားတာချင်းလဲတူတယ် maintain လဲကောင်းတာပေါ့နော်အဲ့တော့ဒါကတော့ master toilet အဲ့ဒါပြီးသွားရင်ကျွန်တော်တို့အိမ်ကိုတစ်ချက် living hall တစ်ချက်သွားကြည့်မယ် living hall ကနေပြီးတော့မှကျွန်တော် kitchen ကိုတစ်ချက်သွားကြည့်မယ် kitchen ရဲ့ပုံစံကကြတော့သူကဒီလို downman screw ကန်ပုံစံမျိုးဆောက်ထားတယ်ဆောက်ထားပြီးတော့ kitchen ကဒီဝင်ချင်းမှာဆိုရေခဲတက်တာရှိတယ်ဘယ်ဘက်မှာဆိုရင် command toilet ရှိတယ်အဲ့ဒါပြီးရင်အဲ့ဒီကနေပြီးဟောall the way အထက်ကိုသွားမယ်ဆိုရင်ဒီ waste short နဲ့ dryer ထားတဲ့နေရာရှိရပါဘောအဲ့ဒီနေရာကကြတော့ကျွန်တော်တို့ဒီ waste တဲ့နေရာနဲ့အရင်ကနီးတဲ့အတွက်ကြောင့်မလို့အဆင်ပြေတယ် kitchen cabinet တွေက well maintained ဖြစ်တယ်အဲ့တော့ kitchen ကနေပြီးတော့ကျွန်တော်အရှိကိုတစ်ချက်ထွက်ပြီးတော့ဘုံရှက်တာကိုကြည့်မယ်ဘုံရှက်တာကကျဲ space ကလည်းတော်တော်လေးကိုကျဲတယ်ကျွန်တော်ရဲ့အခန်းကို summary အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်ဒီ high floor မှာရှိတယ်အလင်းအောင်ကောင်းတယ် size က1011ဖြစ်တယ် 4 room အမျိုးအစားဖြစ်ပြီးတော့ design plus model ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ premium unit ဖြစ်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ကဒီ privacy ပေါ့နော် corridor ခန့်မှာ privacy အရင်ကောင်းတယ် main door တစ်ခုကိုပိတ်လိုက်တဲ့အခါမှာဆိုတိမ်လုံးဒီ full privacy ကိုရတယ်အဲ့ဒါပြီးတော့ MRT နဲ့နီးမယ် supermarket တွေဖြစ်တယ် U-Star Fair Price Giant တို့နဲ့ walking distance ဖြစ်တယ် MRT ကိုလည်း walking distance ဖြစ်တယ်ဖူကော့တွေကလည်းအနီးနားမှာစုံတာပေါ့နော်အဲ့အတွက်ကြောင့်မလို့တကယ်လို့ကျွန်တော်တို့အိမ်ကိုစိတ်ဝင်စားရဲဆိုရင်တော့ဆက်သွယ်လို့ရပါတယ်လောလောဆယ်ရောင်းဈေးကတော့605 negotiable ပါ6သိန်းနဲ့900ပေါ့နော်တကယ်လို့စိတ်ဝင်စားမယ်ဆိုဈေးညှိပေးလို့ရပါတယ်